ပုတ်မှုကြီးတကြားနဲ့ဂျုံမှုန့်လေးကုပေးပါဦးဒီအနန်းကစောင်းဖရဲသီးစီကလာတာလားမဖြစ်နိုင်တာစောင်းဖရဲသီးကဒီလိုမွှေးနိုင်တာလားအရသာမရှိတဲ့စောင်းဖရဲသီးကစားလို့ရတဲ့အမှုပညာလက်ရာတစ်ခုလိုဖြစ်သွားပြီမိဖုရားကြီးကျမရဲ့မုံပြီးပါပြီမြည်ကြည့်ပေးပါဒါကဘာမုံလဲဒါကိုစောင်းဖရဲမုံလို့ခေါ်ပါတယ်ဒီလိုတာမန်ပစ္စည်းကတော်ဝင်နှန်းဆောင်ပေါ်တက်လာဖို့တန်ပါမလားမိဖုရားကြီးတဘာဝကပေးထားတဲ့ပါဝင်ပစ္စည်းတိုင်းမှာကိုယ်ပိုင်အရသာရှိပါတယ်စောင်းဖရဲသီးကတာမန်ပစ္စည်းဖြစ်ပေမဲ့စိတ်နှလုံးအပြည့်နဲ့ချက်မယ်ဆိုရင်အကောင်းဆုံးစားပွဲတစ်မျိုးဖြစ်လာနိုင်ပါတယ်အင်းဒီမုံကတကယ်ကောင်းတယ်ခဏဒီမုံကကယ်လိုရီများလားစားလိုက်ရင်ဝလာမှာလားမိဖုရားကြီးကျမတုံးထားတဲ့တကြားကအထူးနည်းနဲ့ပြုတ်လုပ်ထားတာပါချိုးပေမဲ့ကယ်လိုရီအရင်နည်းပါတယ်ပြီးတော့စောင်းဖရဲသီးကဘိုက်ဖောင်းတာကိုတက်တာစေပြီးခန္ဓာကိုယ်ထဲကရေဓာတ်ပိုရှမ်းမှုကိုလျှော့ချပေးရမှာအထောက်အကူပြုပါတယ်ဒါကြောင့်မိဖုရားကြီးစိတ်ချလက်ချစားနိုင်ပါတယ်မင်းကဟင်းချက်တော်ယုံတယ်မဟုတ်ဘူးညံလဲအရန်ထက်တယ်တစ်သားလုံးလိုတင်းမာနေတဲ့ဝင်ကြီးကျုပ်လင်ကဒီလောက်ထက်မြက်တဲ့သမီးတစ်ယောက်မွေးထားပါလားနောက်ဆုံးတော့မိဖုရားကြီးငါ့ကိုသဘောကျသွားပြီဒီနေ့ကစပြီးမင်းကခြံလဲနန်းဆောင်မှာပဲနေပြီငါအတွက်နေတိုင်းဟင်းချက်ပေးရမယ်ကျမကိုဧကရစ်နဲ့ဝင်ကြီးတွေအတွက်ဟင်းချက်ပေးဖို့ခေါ်လာတာမဟုတ်ဘူးလားဧကရစ်ဘက်ကိုတော့ငါကိုယ်တိုင်ပြောလိုက်မယ်ဒီနေ့ကစပြီးငါအစားအသောက်ရောဧကရစ်ရဲ့အစားအသောက်ပါမင်းတာဝန်ယူလိုက်ဒါပေမဲ့မေတော်မိဖုရားကြီးလင်ရာရှိကိုတားတော်ကဝင်းနိုင်ငံရဲ့အခက်အခဲတွေဖြေရှင်းပေးဖို့ဖိတ်ခေါ်လာတာပါဝင်ကြီးတွေကိုကြည့်ပါဦးနင်းညမနာအလုပ်လုပ်နေကြတာကောင်းကောင်းမစားရရင်နိုင်ငံအတွက်ဘလို့အားအင်ရှိရှိအလုပ်လုပ်နိုင်မှာလဲလင်မင်းကလေးကိုတော်ဝင်မီးဖို့ကြောင့်ပြန်သွားခွင့်ပေးလိုက်ရအောင်ပါမလိုဘူးဝင်ကြီးတွေရဲ့အစားအသောက်ကိစ္စကိုလည်းငါစဉ်းစားပြီးပြီလင်ရောင်ကအားလုံးကိုတခါတည်းတာဝန်ယူလိုက်ဒါပေမဲ့ဟင်းစရင်ကိုတော့ငါအရင်စစ်ဆေးမယ်မင်းတို့ဝင်ကြီးတွေအစီအနှစ်များတာစားလုံးနေပြီအစာအိမ်ကိုတေချာတန့်စင်ပေးရမယ်ဧကရစ်မိဖုရားကြီးကျမထင်တာကကျမရေးနဲ့ညီညွတ်တဲ့အစားအစာနဲ့အရသာရှိတဲ့ဟင်းတွေကတစ်ခုနဲ့တစ်ခုဆန့်ကျင်နေတဲ့အရာတွေမဟုတ်ပါဘူးအာဟာရမျှတမှုနဲ့အရသာမျှတမှုကိုပေါင်းစပ်နိုင်တာကသာတကယ်ကျမ်းမာရေးပါဒီဟင်းကိုကြည့်ပါကျေးဇူးပြုပြီးမြည်ကြည့်ပါအရသာရှိလိုက်တာဒါကဘာဟင်းလဲဘာလို့ဒီလောက်ငွေပြီးချုံမြင်နေရတာလဲဒီဟင်းရေကိုတော့စက်သားချင်းဟွားဝက်ပေါင်6ခရူ6တို့နဲ့8နာရီတိတိတီထားတာပါအစီတွေကိုလုံးဝဖယ်ထားပါတယ်ဟင်းချိုရဲ့အကောင်းဆုံးအရသာပဲကြံအောင်လုပ်ထားတာပါမုံညင်းကိုလည်းအနုဆုံးအတွင်းနှလုံးပိုင်းကိုပဲရွေးသုံးထားပါတယ်ဟင်းချိုပူပူထဲမှာအကြိမ်ကြိမ်ဖြောထားလို့မုံညင်းရဲ့ကြွရွမှုလည်းမပြောက်ဘူးဟင်းချိုရဲ့အရသာကိုလည်းအပြည့်အဝစုပ်ယူထားနိုင်တယ်အံ့ဩစရာပဲတာမန်ကော်ဖီတစ်ထုပ်မှာဒီလောက်နက်နေတဲ့ချက်ပြုတ်နည်းတွေဖုံးကွယ်ထားမယ်လို့ဘယ်သူထင်မလဲကောင်းလိုက်တာဒီဟင်းချိုအနှစ်နဲ့ကော်ဖီဟင်းကတကယ်ထူးချွန်တယ်လင်းရောင်မင်းကငါ့ကိုတကယ်စိတ်မပြတ်စေဘူး